สวัสดีค่ะทุกคนไม่ต้องเจอกันนานแล้วนะคะวันนี้นะคะเราจะมาสอนให้ครูว่าเท่าไหร่กับแค่ไหนต่างกันอย่างไรအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မကเท่าไหร่နဲ့แค่ไหนနဲ့ဂျားကကွာခြားချက်လေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့ပထမဆုံးကျွန်မတို့နှစ်ခုလုံးကမြန်မာလိုနားထောင်လိုက်တော့ဘာသာပြန်လိုက်တော့ဘလောက်လဲအဲ့တော့သူတို့နှစ်ခုကအတုံးလေးကွာပါတယ်ပထမဆုံးเท่าไหร่ကကျွန်မတို့တန်ဖိုးတိတိကျကျသိကျင်တဲ့အခါမျိုးမှာတုံးတယ်ဘယ်လိုတွေလဲဆိုရင်ကျွန်မတို့ဈေးဝယ်တဲ့အခါဈေးနှုန်းအချိန်နာရီတွေအသက်တွေ weight တွေ number ကိန်းကနန်းနဲ့တိတိကျကျသိကျင်တဲ့ဘလောက်လဲလို့မေးချင်ကျွန်မတို့ကเท่าไหร่နဲ့တုံးပါတယ်အဲ့တော့ example စာကြောင်းအနေနဲ့ဆိုရင်တော့ကျွန်မတို့ခဏကြားနေကြอันนี้ราคาเท่าไหร่คะอันนี้ราคาเท่าไหร่คะဒီဟာဈေးဘယ်လောက်လဲရှင်เขาหนักเท่าไหร่เขาหนักเท่าไหร่ဒီနေရာမှာหนักဆိုတာကလေကျမတို့ adjective နေရာဆိုရင်သူကလေးတော့လို့ဘာသာပြန်လို့ရတယ်ဒါပေမဲ့ဒီနေရာမှာတော့ weight ကိုခေါ်တာဖြစ်ပါတယ်အဲ့တော့သူweight ဘယ်လောက်ရှိလဲပေါင်ချိန်ဘယ်လောက်ရှိလဲဒီလိုမျိုးမေးတယ်မျိုးမျိုးဖြစ်ပါတယ်နောက်ဆုံးတစ်ခုကကျမတို့ခဏမင်းနေကြပဲคุณอายุเท่าไหร่คะคุณอายุเท่าไหร่คะတေးသက်ဘယ်လောက်လဲရှင်လူမျိုးတွေမှာလည်းကျမတို့သုံးပါတယ်အဲ့တော့เท่าไหร่ဒီနံပါတ်ကိန်းကနန်းတန်ဖိုးတိတိကျကျသိကျင်တဲ့အခါမှာဘယ်လောက်လဲဆိုပြီးမေးချင်ရင်သုံးပါတယ်နောက်ခဲနိုင်ကကြာကျမတို့ကပမာဏတွေနောက်ကျမတို့ဒီကြီးကျယ်တယ်ပေါ့နော်ပြောဆိုမျက်လုံးနဲ့တိတိကျကျပြောလို့မရတဲ့အရာမျိုးတွေအဲ့လိုမျိုးတွေမှာကျမတို့ကအများဆုံးသုံးပါတယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုရင်ကျမတို့ example အနေနဲ့ဆိုရင်เธอรักเขาแค่ไหนเธอรักเขาแค่ไหน你သူ့ကိုဘယ်လောက်ချစ်လဲအဲ့တော့ကျမတို့လူတစ်ယောက်နဲ့တစ်ယောက်ချစ်ချင်းကိုဖော်ပြတဲ့အခါမှာတစ်ယောက်နဲ့တစ်ယောက်ကမတူဘူးလေအဲ့တော့အဲ့လိုမျိုးပမာဏတိကျမရှိတဲ့ဟာမျိုးတွေမှာသုံးတယ်နောက်တစ်ခုကျမတို့งานนี้อย่าแค่ไหนงานนี้งานအလုပ်นี้งานนี้ဆိုတော့ဒီအလုပ်ကရခက်ခဲတယ်ခဲနိုင်ဘယ်လောက်ခက်လဲဒီလောက်ကဘယ်လောက်ခက်ခဲလဲဒါကလည်းကျမတို့လူတစ်ယောက်ရဲ့ဒီ personality ပေါ်မူတည်ပြီးတော့ဒီလူကတော်တဲ့လူဆိုရင်သူ့အတွက်ကလွယ်ကောင်းလွယ်နေမယ်ဒီလူကသိပြီးတော့ဒီနေရာမှာရင်းနှီးကျွမ်းမှုမရှိရင်နှေးကောင်းနှေးနေနိုင်တယ်ပေါ့နော်အဲ့တော့ဒီဟာလည်းကျမတို့ကတိတိကျကျဖော်ပြလို့မရတဲ့အခြေအနေမျိုးပေါ့နော်နောက်ဆုံးစာကြောင်းလေးတစ်ခုကကြတော့หนังเรื่องนี้น่าสนใจแค่ไหนหนังเรื่องนี้น่าสนใจแค่ไหนหนังရုပ်ရှင်ရန်နီဆိုတော့ဒီရုပ်ရှင်အကြောင်းအရာကနာစွန်ကြစိတ်ဝင်စားစရာခဲနိုင်ဘယ်လောက်ကောင်းလဲအဲ့တော့စိတ်ဝင်စားဖို့ကောင်းလားအဲ့တော့ဒီရုပ်ရှင်ရဲ့ဒီကျမတို့ကြိုက်တဲ့ဒီရုပ်ရှင်မျိုးစားကြိုက်တဲ့လူကစိတ်ဝင်စားဖို့ကောင်းပါလို့ပြောရမှာပဲမကြိုက်တဲ့လူက